Telegram မှာစာပို့တဲ့အခါအသုံးဝင်ပြီးလူသိနေတဲ့အချက်၃ချက်ကိုဒီနေ့မိတ်ဆွေတို့ကိုပြန်လဲပြောပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးမိမိလက်ရှိသုံးနေတဲ့ Telegram အကောင့်လေးတွေကိုဝင်ပေးလိုက်မယ်။ Telegram အကောင့်လေးရောက်လာရင်ကျွန်တော်တို့ငွေချင်းတယောက်နဲ့စာပို့မယ်ဆိုရင်ကျွန်တော်တို့ပထမဆုံးတစ်ချက်အနေနဲ့လုပ်လို့ရအောင်ကျွန်တော်တို့စာရေးလိုက်မယ်။ပြီးရင်ကျွန်တော်တို့ကိုရေးချင်တဲ့စာကိုရေးပြီးဒီနောက်ကစမ်းဆိုတဲ့ခလုတ်လေးကိုလက်လေးနဲ့ကြာလေးဖိထားပေးလိုက်မယ်။ဒါဆိုရင်ဒီအောက်မှာပေါ်လာတဲ့ somewhere else song ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်မယ်ဆိုရင်ကျွန်တော်တို့ကိုယ့်ရဲ့စာသူတို့ရောက်သွားပြီမဲ့သူ့စီမှာ note ပြမှာမဟုတ်ပါဘူး။ဒါကကျွန်တော်တို့ပထမတစ်ချက်ပါကျွန်တော်တို့နောက်ထပ်ဒုတိယတစ်ချက်အနေနဲ့ကိုယ့်ရဲ့ကောင်မလေးကိုကိုကမနေ့စောစော morning ဆိုပြီးပို့ခြင်းနဲ့ဒါပေမဲ့မနေ့ကင်းအစောမထနိုင်ဘူးဆိုရင်ကျွန်တော်တို့ကိုပို့ခြင်းတဲ့ message ကိုအချိန်နဲ့ဘယ်လိုပို့ရမလဲဆိုတဲ့နည်းလမ်းလေးကိုဒုတိယတစ်ချက်အနေနဲ့ပြန်လည်မြောက်ပေးသွားပါမယ်ကျွန်တော်တို့ကိုရေးချင်အောင်ရေးလိုက်မယ် morning ပေါ့နော်ကဲ morning လို့ရေးပြီးရင်ဒီနောက်ကကျွန်တော်တို့စမ်းဆိုတဲ့ခလုတ်လေးလက်လေးနဲ့ကြာလေးဖိပေးထားလိုက်မယ်ဒီမှာဆိုရင်ကျွန်တော်တို့ပေါ်လာပြီပေါ့နော်ဒီစာကြောင်းလေးကိုတစ်ချက်နှိပ်ပေးလိုက်မယ်ကဲဒီမှာဆိုရင်ကိုကဘယ်အချိန်ပို့ကျင်တာလဲကိုပို့ကျင်တဲ့အချိန်ကိုသတ်မှတ်ပြီးဒီအောက်ကစံတူးလေးဆိုတာကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးလိုက်မယ်ပေါ့နော်ကိုပို့ကျင်တဲ့အချိန်ကိုဒီမှာသတ်မှတ်လို့ရအောင်ပေါ့နော်ကဲပြီးရင်ကိုပို့ကျင်တဲ့အချိန်ကိုသတ်မှတ်ပြီးသွားရင်ဒီအောက်ကစံတူးလေးဆိုတဲ့နေရာကိုတစ်ချက်နှိပ်ပေးလိုက်မယ်ဒါဆိုရင်ကိုသတ်မှတ်ထားတဲ့အချိန်သူ့စီကို message ကရောက်သွားမှာပဲဖြစ်ပါတယ်ပေါ့နော်ဒါဒုတိယနည်းလမ်းလေးပါကျွန်တော်တို့နောက်ဆုံးကျွန်တော်တို့တတိယနည်းလမ်းတစ်ခုအနေနဲ့ပေါ့နော်ကျွန်တော်တို့ကိုကောင်မလေးနဲ့စာရေးရပဲဖြစ်ဖြစ်ကိုတငယ်ချင်းတွေနဲ့စာရေးရပဲဖြစ်ဖြစ်ကျွန်တော်တို့အလှလေးတွေစတိကအလှလေးတွေထည့်ပြီးရေးပို့ခြင်းနဲ့ဆိုရင်ဘယ်လိုရေးပို့ရမလဲဆိုတဲ့နည်းလမ်းလေးကိုဒီနေ့မိတ်ဆွေတို့ကိုပြန်လဲမြောက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့တစ်ခုရေးလိုက်မယ်ပေါ့နော်ကျွန်တော်တို့ high ဆိုပြီးရေးလိုက်မယ်ပြီးရင်ဒီနောက်ကစမ်းဆိုတဲ့ခလုတ်လေးကိုလက်လေးနဲ့ကြာလေးဖိထားပေးလိုက်မယ်ကဲဒါဆိုရင်ဒီမှာကျွန်တော်တို့ဒီထဲကကိုကြိုက်တဲ့ဥစ္စာနဲ့ပို့ပေးလို့ရပါဘောနော်ဒီမှာဆိုအသေးလေးဒီမှာဆိုမီတာပုံစံလေးကျွန်တော်တို့ဒီမှာဆိုရင်လက်မလေးပေါ့နော်ကျွန်တော်တို့အသေးလေးနဲ့ပို့ပေးကြည့်လိုက်မယ်ကဲဒါဆိုရင်ကျွန်တော်တို့ဒီစမ်းဆိုတဲ့ခလုတ်လေးကိုနှိပ်လိုက်မယ်ကဲဒါဆိုရင်ကိုယ့်ရဲ့ကောင်မလေးကိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့တငယ်ချင်းကိုပဲဖြစ်ဖြစ် message ပို့တဲ့အခါကျွန်တော်တို့ဒီလိုအသေးလေးနဲ့ရောက်သွားမှာဖြစ်ပါတယ်ဒီနေရာမှာတစ်ခုတတိထားမှာပေါ့နော်ကျွန်တော်တို့ဖရီးရတဲ့ဥစ္စာကကျွန်တော်တို့ဒီ short ခုပဲရှိရဖြစ်တဲ့အတွက်ကျွန်တော်တို့တကယ်လို့ဒီအောက်က high ကိုသုံးကျင်နေဆိုရင် Telegram မှာကျွန်တော်တို့ဝယ်သုံးလို့ရပါတယ်ပေါ့နော်ဖရီးပေးတာကတော့ဒီအပေါ်ဆုံးက short ခုပဲရှိပါတယ်ကျွန်တော်တို့ဒီ short ခုထဲမှာကျွန်တော်တို့ကိုကြိုက်တာကိုအသုံးပြုလို့ရတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒါလေးနဲ့တစ်ချက်ပို့ကြည့်လိုက်ကဲဒါဆိုရင်ဒီကိုဖရီးပေးထားတဲ့ short ခုကိုကြိုက်တာအသုံးပြုလို့ရတယ်ပေါ့နော်ဒါမဲ့ကျန်တဲ့ဟာကြီးဝယ်သုံးကျင်နေဆိုရင်တော့ဝယ်သုံးလို့ရပါတယ်ကဲဗီဒီယိုလေးကဒီလောက်ပါပဲကျွန်တော်ရဲ့ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိပြီးအသုံးတည့်မဲ့လို့ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ